ထေဆန်းအသက်ကိုမငဲ့ကွက်တော့ဘူးလားကျွန်တော်ရဲ့အလုပ်ရှင်ကြီးကျွန်တော်တောင်းပန်ပါတယ်တပြားချင်းစီကတော့တကယ်ကိုအရင်မရှုံးယုံတင်မဟုတ်ပါဘူးမျိုးစိတ်ဖိုးတောင်ပြန်မရနိုင်ပါဘူးတမိသားစုလုံးကလည်းစာဝတ်နေရေးအတွက်စောင့်နေကြတာမို့လို့နှစ်ပြားလောက်ဆိုရင်တော့အဆင်ပြေနိုင်မလားခင်ဗျာဘာတွေတွေးနေတာလဲအဖိုးကြီးဒီတဝိုက်မှာရှိတဲ့ကြက်တုံဖြူတွေကတောင်းလို့ပုံနေတာကိုကျွန်တော်ကတပြားပဲပေးနိုင်တယ်ကျွန်တော်ကခမ ्या ကိုတနာလို့ပါခမ ्या မရောက်ရင်လေအလူရဲ့ဝယ်မဲ့သူတွေအများကြီးရှိတယ်ဖဲကြအဆင်ပြေရဲ့လားဦးလေးဒဏ်ရာတွေဘာတွေရသွားသေးလားမရပါဘူးကျွန်တော်ရဲ့ကြက်တုံဖြူတွေဦးလေးအရင်ဆုံးဒီမှာခဏလောက်နားလိုက်ပါဦးဘာမှမလုပ်ပါနဲ့ကျွန်တော်ကူညီပြီးတိမ့်ပေးပါမယ်ကဲဘသူရောင်းမလဲတပြားပဲပေးမယ်ဒီနေ့မရောင်းရင်တော့လေခွင်းထဲမှာပုတ်တိုးသွားအောင်ပဲစောင့်နေလိုက်ကြတော့တပြားမှလည်းရမှာမဟုတ်ဘူးဒါကဘလိုမျိုးအသက်ရှင်ရမှာလဲတပြားချင်းစီဆိုရင်ရေဩစာဖိုးတော်မလောက်ဘူးဘာအကျိုးမြတ်မှရမှာမဟုတ်ဘူးဟုတ်ပါဗျာမိုးလင်းကလေးကမိုးချုပ်တဲ့အထိတစ်နှစ်ပတ်လုံးအလုပ်လုပ်ခဲ့ရတာအလကားဖြစ်သွားတာပဲလွန်ခဲ့တဲ့2ရက်တုန်းကကျွန်တော်မြို့ပေါ်မှာအလုပ်လုပ်နေတော့မျက်လုံးဖွင့်လိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေရဟောင်းကိုပြန်ရောက်နေလိမ့်မယ်လို့မထင်ထားမိဘူးနောက်တစ်ချိန်ပြန်ဆက်ခွင့်ရပြီဆိုတော့ကျွန်တော်အခွင့်အရေးကိုလက်လွတ်မခံပဲပတ်စံအများကြီးရှာရမယ်တပြားချင်းစီကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်ဒီချက်တုံဖြူတွေကနောက်နှစ်ကျရင်ကိုပြားအထိဈေးတက်လာလိမ့်မယ်ဒါကဆယ်ဆမကတဲ့အကျိုးမြတ်ပဲဥစ္စာဦးလေးတို့မလောကြပါနဲ့ဦးအခုလိုမျိုးတပြားတည်းနဲ့အဲ့ဒီလောဘသားကုန်တဲ့စီမှာမယောင်းကြပါနဲ့ဦးကျွန်တော်ကိုတစ်ချိန်လောက်ယုံကြည်ပေးပါမောင်ရင်မင်းဘာတွေလျှောက်ပြောနေတာလဲမယောင်းရင်အခုလိုချက်တုံဖြူတွေအများကြီးကလက်ထဲမှာတင်ပုတ်တိုးကုန်တော့မှာပေါ့ကျွန်တော်ကိုတစ်ချိန်လောက်ယုံကြည်ပေးပါဒီချက်တုံဖြူတွေကိုအရင်ဆုံးတင်ထားပေးပါဦးအလွန်ဆုံး2ရက်3ရက်လောက်ပါပဲကျွန်တော်နီးလန့်ရှာပြီးနှစ်ပြားနှုတ်နဲ့အကုန်လုံးကိုဝယ်ယူပေးပါမယ်မောင်ရင်မင်းမဝယ်ယူနိုင်မဲ့နီးလန့်မရှိပါဘူးခေါင်းတွေဘာတွေရှုပ်ကုန်ပြီလားမင်းမဒီလောက်ထိအများကြီးဝယ်ဖို့ပတ်စံဘဲကရှိမှလဲဦးလေးစောင့်နေပါဘသူကမှမယောင်းလိုက်ပါနဲ့ဦးပါအဖေအမေညီမလေးအားလုံးဒီဘက်ကိုခဏလောက်လာခဲ့ကြပါဦးကျွန်တော်မှအားလုံးကိုပြောစရာတကယ်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ပါဘာဖြစ်လို့ဒီလောက်အထိအလင်းစလို့ဖြစ်နေရတာလဲအပြင်မှာဘာဖြစ်တနာတွေရှာလာပြန်ပြီလဲအဖေအမေကျွန်တော်တို့အိမ်ကိုပေါင်နှံပြီးတော့မြို့ပေါ်ကငွေစုငွေချေးလုပ်ငန်းစီကနေချင်းငွေအချို့သွားပြီးတော့ချေးချင်လို့ပါမင်းဘာပြောလိုက်တယ်မင်းကမိသားစုရဲ့အိမ်ကိုတော့ပေါင်နှံမလို့လားအကိုပတ်စံလိုနေတဲ့ဆိုရင်တို့တွေအတူတူနီးလန့်ရှာကြတာပေါ့အိမ်ကိုပေါင်နှံဖို့အထီးကတော့မဟုတ်သေးပါဘူးကျွန်တော်မှအခုချက်ချင်းပတ်စံလိုအပ်နေလို့ပါရွာတွေကစက်တုံဖြူတွေကိုအကုန်လုံးဝယ်ယူပြီးတော့တူလောင်ထားခြင်းလို့ပါမင်းရှောက်လုပ်နေတာပဲရွာသားတွေကရောင်းလို့မရလို့စိတ်ညစ်နေကြတာကိုမင်းကအခုလိုမျိုးဝင်ပြီးတော့လုပ်နေတာအဆင်ပြေပါမလားအဖေစိတ်မလောပါနဲ့ဦးစိတ်ချလက်ချနဲ့ထားလိုက်ပါဒါကအဖေတညလုံးပင်ပန်းလှုပ်ထားရတာမို့လို့တကယ်ကိုနှမျောစရာကောင်းပါတယ်ကျွန်တော်ပြောပြတဲ့ဈေးကွက်အခြေအနေကိုအရင်ဆုံးနားထောင်ပေးပါဦးနားမထောင်ချင်ဘူးမင်းကတော့တကယ်ကိုကောင်းမှလွန်းတယ်တားလေးဒီအိမ်ကတားမိမယူဖို့အတွက်စုဆောင်းထားတဲ့ပတ်စံတွေပဲဥစ္စာအကယ်၍အရင်းနှီးတွေဆုံးရှုံးသွားခဲ့ရင်ဘယ်လိုလုပ်မလဲကျွန်တော်ကိုတစ်ချိန်လောက်ယုံကြည်ပေးပါဒါကတကယ်ကိုအခွင့်အရေးကောင်းတစ်ခုပါစက်တုံဖြူဈေးကနောက်နှစ်ကျရင်တေချာပေါက်တက်လာလိမ့်မယ်တက်လာမယ်မင်းပြောတိုင်းတက်လာရအောင်မင်းကဘာမို့လို့လဲငါဒီနေ့တော့မင်းကိုတေချာပေါက်ဆုံးမရတော့မယ်အဖေဒါကတို့တွေချမ်းသာလာနိုင်မဲ့အခွင့်အရေးကောင်းတစ်ခုပါဒီလိုမျိုးအမခံချက်မရှိတဲ့စကားကိုဘယ်သူကယုံမှလဲအေးစစ်စစ်နေရတာမကောင်းဘူးလားမင်းကအိမ်ကိုပါလောင်းကြီးထက်မလို့လားအဖေအမေကျွန်တော်ကိုတစ်ချိန်လောက်ပဲယုံကြည်ပေးပါမင်းကငါတို့ကိုအချက်ကင်နေတာလားအကယ်၍ကျွန်တော်မအောင်မြင်ခဲ့ဘူးဆိုရင်အပြင်မှာအလုပ်စူးစမ်းပြီးပတ်စံတွေပြန်ရှာပေးပါမယ်အဖေတို့အမေတို့ကိုဒုက္ခမရောက်စေရပါဘူးမင်းပြောတာကတော့လွယ်တာပေါ့ဒါဆိုရင်ညီမလေးအတွက်ကောဘယ်လိုလုပ်မလဲမင်းတကယ်ကိုလူဆိုးလေးပဲမင်းဒီလိုမျိုးမိုက်မဲတဲ့အလုပ်ကိုလုပ်ပြီးတော့စက်တုံဖြူတွေကိုသွားပြီးဝယ်ဦးမလို့လားရော့ယူထားလိုက်အဖေငါပတ်စံအချို့ပြင်ဆင်ပေးထားတဲ့အကယ်၍ရှုံးသွားခဲ့ရင်တော့တို့တမိသားစုလုံးအတူတူဒုက္ခခံကြရုံပေါ့အဖေကျွန်တော်တစ်သက်လုံးပင်ပန်းလုပ်ခဲ့ရတာပါမင်းနဲ့အဖေကပါကျွန်တော်ကြောင့်နဲ့အဆက်ကွဲခဲ့ရတာတွေရှိပါတယ်နောက်နှစ်ဒီလိုအချိန်ကြရင်ကျွန်တော်အိမ်ကိုပြန်ရုံတင်မကပါဘူးအဖေကပါတရွာလုံးမှာအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးပါမယ်ဟေးမောင်ရင်ခေါင်းလိုက်စိုက်ချပြီးတော့ဘာတွေကြည့်နေတာလဲဘယ်သွားမလို့လဲမြို့ပေါ်ကငွေစုငွေချေးလုပ်ငန်းစီသွားပြီးတော့ချင်းငွေသွားချေးမလို့ပါကိစ္စတွေကိုအမြန်ဆုံးပြီးအောင်လုပ်ရမယ်ဒါဆိုရင်အတော်ပဲငါနဲ့အကိုကြီးလဲမြို့ပေါ်ကိုမြေဩဇာသွားဝယ်မလို့လိုက်ခဲ့လေလိုက်ပို့ပေးမယ်လားလာနောက်မှာအဆင်ပြေအောင်ထိုင်လိုက်ပါဦးမန်နေဂျာခင်ဗျားရဲ့ချင်းငွေကိစ္စကအကုန်လုံးအဆင်ပြေချုံးမွေစွာပြီးစီးသွားပါပြီ6သိန်းရဲ့အရင်းနှီးပြင်10လစာအတိုးနှုန်းနဲ့ဆိုရင်တက်မက်ရပြည့်တဲ့အချိန်ကျရင်စုစုပေါင်း6သိန်း3000ပြန်လဲပေးဆက်ရမှာဖြစ်ပါတယ်အဖေအမေညီမလေးကျွန်တော်ခင်ဗျားတို့ရဲ့ယုံကြည်မှုကိုဘယ်တော့မှအပြတ်ခံမှာမဟုတ်ပါဘူးပတ်စံတွေအကုန်လုံးကိုတိတိကျကျပြန်ရှာပေးပါမယ်ရှားပြီးကြပြီလားတကယ်ပဲအိမ်ကိုပေါင်နှံလိုက်တာလည်းပြီးတော့တရွာလုံးမှာရှိတဲ့စက်တုံဖြူအပုပ်တွေကိုပါလိုက်ဝယ်နေသေးတယ်တဲ့သူကသာပတ်စံတွေထုတ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်ကတော့အဲ့ဒီစက်တုံဖြူတွေကိုအကုန်လုံးပေးပြလိုက်မှာပါပဲဖះကြီးသူတကယ်ပဲရောက်လာပြီးဒီလူကတော့တကယ်ကိုအသက်နဲ့လဲပြီးလုံနေတာပဲ
ရွာသားတို့ရွာထဲမှာရှိတဲ့ချက်သွန်ဖြူတွေအကုန်လုံးကိုအကောင်းဆုံးမရွေးပဲကျွန်တော်အကုန်လုံးဝယ်ယူပါမယ်တပိတာကိုတစ်ချက်ခွဲနှုံးနဲ့အခုချက်ချင်းလက်ငင်းငွေချေစနစ်နဲ့ရှင်းပေးပါမယ်ဒါဆိုရင်လည်းအဆင်ပြေတာပေါ့အရင်ဆုံးအိမ်ကချက်သွန်ဖြူအပုပ်တွေကိုပတ်စံအဖြစ်အမြန်ဆုံးပြောင်းလဲလိုက်တာကမှတကယ်အလုပ်ကျွေးပြရရောက်မှာပါလေကွင်းထဲမှာပုတ်တိုးသွားတာထက်စာရင်တော့အများကြီးတန်တာပေါ့အဖိုးကြီးပိတ်တာ300စုစုပေါင်း40ကျပ်ပါဦးလေးပတ်စံကိုတိတိချာချာလေးရေတွက်ကြည့်လိုက်ပါဦးဟောဗျာဒါကတို့ရွာကလူစွမ်းကောင်းကြီးမဟုတ်လားဘာဖြစ်လို့သူများတွေလိုမျိုးလိုက်ပြီးတော့ချက်သွန်ဖြူတွေဝယ်နေရတာလဲခမားကိုကျွန်တော်ဗာပြောရမှန်းတော့မသိတော့ပါဘူးခမားကဈေးကွက်ရဲ့စီးစနစ်တွေကိုဖျက်ဆီးနေုံတင်မကပဲမိမိကိုယ်ကိုယ်ပါဒုက္ခရောက်အောင်လုပ်နေတာပဲဥစ္စာညီခွေးအိုကြီးကျွန်တော်ရှိမှလာပြီးတော့အပိုစကားတွေလာမပြောပါနဲ့ဦးခမားကချက်သွန်ဖြူဈေးကွက်ရဲ့ကွာဟာချက်ကြောင့်နဲ့မမျောနေတာမဟုတ်ဘူးလားခမားမှာစွမ်းရည်ရှိတယ်ဆိုရင်လေဈေးနှုန်းကိုမြင့်တင်လိုက်လေမင်းကဒီလောက်အထိအများကြီးရှိတဲ့ပတ်စံတွေကိုချက်သွန်ဖြူတွေပေါ်မှာပဲပုံအော်ပြီးတုံးပစ်လိုက်တာမင်းရဲ့မိသားစုဝင်တွေကဘယ်လိုလုပ်မလဲမင်းအနေနဲ့မင်းရဲ့မိဘတွေကိုကောနောက်တစ်ယောက်လာခဲ့ပါဦးတစ်ချက်လောက်ငဲကွက်မကြည့်မိဘူးလားအားလုံးလည်းသိကြတဲ့အတိုင်းပဲဒီပတ်စံတွေကရှင်းငွေတွေပဲဥစ္စာခမားတို့ကတော့ဒီနေ့ချက်သွန်ဖြူတွေရောင်းလိုက်ရလို့အဆင်ပြေသွားတာမှန်ပေမဲ့အကယ်၍သူကနောက်နှစ်ကျရင်ပတ်စံတွေပြန်မဆက်နိုင်ဘူးဆိုရင်တမိသားစုလုံးလမ်းဘေးရောက်သွားကြရုံပဲရှိတာပေါ့ခမားတို့ကောစိတ်အေးလက်အေးရှိနိုင်ပါမလား။အိုးခမားကလည်းသူကစီးပွားရေးလုပ်နေတာပဲဥစ္စာတို့တွေနဲ့လည်းဘာမှမဆိုင်ပါဘူးခမားလည်းသူများကိစ္စကိုလိုက်ပြီးတော့စိတ်မပူပါနဲ့အိုးဟုတ်ပါဗျာလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကခမားကပဲတပြားနှုံးနဲ့ဝယ်ယူဖို့လုပ်ခဲ့တာမဟုတ်လားအခုတော့သူကတစ်ချက်ခွဲနှုံးနဲ့ဝယ်ယူနေတာဆိုတော့ခမားစီမှာပဲရောင်းရမှာလားဟုတ်တယ်တို့တွေကတော့အဆင်ပြေတဲ့နေရာမှာပဲရောင်းရမှာပဲခမားနဲ့ဘာဆိုင်လို့လဲခမားတို့ကအကောင်းအဆိုးကိုမခွဲခြားတတ်ကြဘူးလားအကယ်၍သူကခမားတို့ကိုပါပတ်စံတွေရှာပေးနိုင်မယ်ဆိုရင်ကျွန်တော်ကတော့ခေါင်းနဲ့လမ်းလျှောက်ပြပါမယ်ဟင်းတထေးကြီးအခုထိဆက်ပြီးဝယ်ဦးမှာလားခမားအဲ့ဒီလူကတော့တကယ်ကိုမယိုးသားတဲ့သူပဲတို့တွေသူ့ကိုတိတိကျကျသတိထားရမယ်အကိုတော်လောက်ပြီအကုန်လုံးပြီးသွားပါပြီအနီးအနားကရွာ3ရွာမှာရှိတဲ့ချက်တုံဖြူတွေကိုတို့တွေအကုန်လုံးဝယ်ယူပြီးသွားပါပြီချက်တုံဖြူတွေကအကုန်လုံးအဆင်ပြေရဲ့လားစုစုပေါင်းဘယ်လောက်ကုန်သွားလဲ9,400,000ကုန်သွားပါပြီချေးလာတဲ့6သိန်းထဲကနေအခုဆိုရင်6,000ပဲကျန်มาတော့တယ်အကုန်လုံးကိုလည်းကိုတောင်ထဲမှာတိတိကျကျတိုးလောင်ထားပြီးပါပြီအကိုကြီးဒီမှာတောက်เสียရရေလေးယူလာခဲ့ပါတယ်အကိုတို့တွေ3ရက်3ညတိုင်အလုပ်တွေစက်တိုက်လုပ်ခဲ့ကြတာဆိုတော့အောက်ကိုဆင်းပြီးတော့ခဏလောက်နားလိုက်ပါဦးနားလို့မဖြစ်သေးဘူးအကယ်၍မိုးရွာလိုက်မယ်ဆိုရင်အဲ့ဒီ9,400,000ဘို့ကတကယ်ကိုအလားအတာဖြစ်သွားလိမ့်မယ်ကြည့်ပါဦးအခုထိမောပန်းနေတော့မဲ့အဲ့ဒီချက်တုံဖြူပုံကြီးထဲမှာဘာတွေများထူးခြားနေလို့လဲကျွန်တော်မြင်တာကတော့သူတကယ်ပဲယူသွားပြီထင်တယ်နောက်လာကြရင်သူ့အိမ်ကိုတေချာပေါက်အသိမ်းခံရတော့မှာပဲမင်းဘာတွေလျှောက်ပြောနေတာလဲအားရနေရင်အဝေးကိုပဲတွားလိုက်ပါဦးတောင်းခံထားစမ်းမင်းတေချာပေါက်တောင်းခံထားရမယ်အကယ်၍ပြီးခဲ့တဲ့အတိတ်ကအမှတ်ရစရာတွေကအမှားယွင်းဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲအကယ်၍နောက်နှစ်ကျရင်ချက်တုံဖြူဈေးကကိုကြက်ထိတက်မလာဘူးဆိုရင်အဖေတို့ရဲ့အိမ်ကောမရှိတော့ပဲဖြစ်သွားလိမ့်မယ်ပြီးတော့ညီမလေးကိုလည်းလက်ထပ်နိုင်တော့မှာမဟုတ်ဘူးမဖြစ်နိုင်တာဖရားသခင်ကကျွန်တော်ကိုနောက်တစ်ချိန်ပြန်ဆောက်ခွင့်ပေးခဲ့တာဆိုတော့ကျွန်တော်ကိုနောက်ပြောင်နေတာမျိုးမဖြစ်နိုင်ပါဘူးအသားတွေဘလောက်ပဲကြွားကြပါစေဒီတစ်ခေါက်တော့အဲ့ဒီချက်တုံဖြူတွေကိုငွေအစ်စ်အမှန်ဖြစ်အောင်တေချာပေါက်လုပ်ပြရမယ်မင်းအသက်ကိုမငဲ့ကွက်တော့ဘူးလားနေဘက်မှာလဲအမိုးတွေကိုလိုက်ပြင်ပေးနေရတယ်လို့ညဘက်ကြရင်လဲဒီမှာတင်ချက်သွန်ဖြူတွေကိုလိုက်ပြီးတော့ရွေးချယ်နေရတာမင်းမအိပ်မနေပဲဘယ်နှစ်ရက်တောင်ရှိသွားပြီလဲညီမလေးမင်းရောက်လာတာလားဘာမှမဖြစ်ပါဘူးနောက်ဆုံးအထုပ်ချုပ်ပဲကြံပါတော့တယ်ပြီးသွားရင်တော့အကိုကျမကိုမလန့်စေပါနဲ့ဦးလူနာတင်ကအမြန်ခေါ်ပေးကြပါဦးမင်းရဲ့အခြေအနေကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ပါဦးဒီချက်သွန်ဖြူတွေအတွက်နဲ့မင်းကအသက်ကိုတောင်မငဲ့ကွက်တော့ဘူးလားညီမလေးစိတ်မပူပါနဲ့ဦးကျွန်တော်ဘာမှမဖြစ်ပါဘူးနောက်နှစ်ကျရင်ပတ်စံတွေအများကြီးရလာတဲ့ခါကျရင်မင်းအတွက်မြို့ပေါ်မှာအကြီးဆုံးလက်စွပ်ကိုဝယ်ပေးပါမယ်ပြီးတော့ခန်းနာနာနဲ့တို့တွေလက်ထက်ကြတာပေါ့ဘသူကခမားကိုလက်ထက်မယ်လို့ပြောလို့လဲမင်းငါ့ကိုအမှန်တိုင်းပြောစမ်းမင်းဝယ်ထားတဲ့ချက်တုံဖြူတွေကဘယ်အချိန်ကျမှပြန်ပြီးတော့ရောင်းလို့ရမှာလဲဒီနှစ်တို့မိသားစုစားဝတ်နေရေးအတွက်အဆင်ပြေပါမလားမိမမင်းလဲကလေးကိုအတင်းအကျပ်မလုပ်ပါနဲ့ဦးအဖေမကြခင်မှာပဲနောက်ထပ်ခဏလောက်ပဲတောင်းခံထားပေးပါဦးမကြခင်ဆိုတာဘယ်အချိန်လဲအိမ်ရှင်ကပြောထားတယ်ချင်းငွေတွေကိုအခုထိမဆက်နိုင်သေးဘူးဆိုရင်တို့အိမ်ကိုပါလာပြီးတော့တိန်းတော့မယ်တဲ့မကောင်းတော့ဘူးကျွန်တော်ရဲ့ချက်တုံဖြူတွေအကိုကြီးတို့အမြန်ဆုံးထားကြပါဦးပြဿနာတက်လို့အပြင်မှာသွားပြီးအကုန်လုံးသွားပြီးဘသူကသွားပြီးလို့ပြောတာလဲညီလေးမင်းအရင်ဆုံးအမိုးကိုတိတိကျကျဖုံးထားလိုက်ပါဦးကျွန်တော်လူသွားခေါ်လိုက်ပါမယ်ဘာဖြစ်တာလဲဘာပြဿနာတွေတက်လို့လဲမြန်ကိုတောင်မိုးပျက်စီးသွားပြီးကျွန်တော်နဲ့အတူလိုက်ပြီးကူညီပေးကြပါဦးအကိုလေကအရန်ပြင်းနေတယ်ကျွန်တော်မထိန်နိုင်တော့ဘူးလက်လွတ်လို့မဖြစ်ဘူးအကယ်၍လက်လွတ်လိုက်ရင်တမိသားစုလုံးလမ်းဘေးရောက်သွားလိမ့်မယ်အကိုအလကားပါပဲတို့တွေအကြာကြီးတောင်းခံနိုင်မှာမဟုတ်ဘူးသွားပြီးအကုန်လုံးသွားပြီးအဖေအမေကျွန်တော်ဘာဆက်လုပ်ရမလဲမြန်ဟိုဘက်ကိုကြည့်လိုက်ပါဦးဘာရီကြည့်နေတာလဲမြန်လာပြီးကူညီပေးကြပါဦးအဖေမြန်အောက်ကိုဆင်းပြီးတော့ကူညီပေးလိုက်ပါဦး1 2 3မင်းပြောတာကတော့အကြီးကျယ်ပဲဒါကမင်းပြောဘူးတဲ့ပတ်စံအများကြီးရှာနိုင်မဲ့နီလန်းလားတထေးကြီးအခုဆိုရင်တမက်ရဲ့ပြေခါနီးနေပြီဆိုတော့အကယ်၍ချင်းငွေတွေကိုပြန်မဆက်နိုင်သေးဘူးဆိုရင်နောက်ပတ်ကြရင်တို့တွေအိမ်ကိုလာသိမ်းရပါလိမ့်မယ်အ
ကိုကျမတို့လမ်းခွဲကြရအောင်တို့တွေ10လလောက်စောင့်ဆိုင်ပေးဖို့ပြောထားတယ်မဟုတ်လားကျမမစောင့်နိုင်တော့ဘူးဒီလိုမျိုးမျောလင်းချက်မရှိတဲ့နေ့ရက်တွေကိုဘယ်လောက်အထိထပ်ပြီးစောင့်ဆိုင်ရအောင်မလဲကျမကြောက်မိတယ်ဒီပတ်စံတွေကကျမစုဆောင်းထားတဲ့မင်္ဂလာဦးလက်ဖွဲ့တွေမို့လို့အရင်ဆုံးယူထားပြီးတော့အတိုးတွေကိုတွားပြီးတော့ဆက်လိုက်ပါအောင်ပြီးတော့စက်တုံဖြူတွေကိုလည်းအမြန်ဆုံးရှင်းလင်းလိုက်ပါအောင်ကျွန်တော်မှားသွားခဲ့တာလားဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစက်တုံဖြူဈေးကတေချာပေါက်တက်ခဲ့တာပဲဥစ္စာဒါဆိုရင်အမိုင်းကြောင့်ကပြောင်းလဲသွားတာမျိုးလားထားလိုက်ပါတော့မနှက်ဖြန်ကြရင်စက်တုံဖြူတွေကိုဈေးလျှော့ပြီးတော့ပဲအကုန်လုံးရောင်းချလိုက်ပါတော့မယ်တရင်ချက်လက်များအရာစက်တုံဖြူဆက်ပြူးတဲ့ဒေတာတွေဖြစ်တဲ့နေရာအနှံ့ပြားမှာလက်တလောစက်တုံဖြူပုတ်တိုးတဲ့ယောဂများကင်းထန်စွာကြာရောက်နေပြီးကူးစက်မှုနှုန်းကလည်းတကယ်ကိုမြန်ဆန်လာပါတယ်ကျွမ်းကျင်သူများရဲ့ခံမှန်းချက်အရဒီနှစ်စက်တုံဖြူထွက်ရှိမှုနှုန်းက80%ကျော်အထိလျော့နေသွားနိုင်တာမို့လို့ဈေးကွက်အတွင်းမှာတကယ်ကိုလိုအပ်ချက်အများကြီးရှိလာနိုင်ပါတယ်ဒါဆိုရင်တို့အိမ်ကတူလောင်ထားတဲ့စက်တုံဖြူတွေကဈေးတက်တော့မှာပေါ့ဟုတ်တယ်ဈေးတက်တော့မှာတို့တွေဒုက္ခကနေလွတ်မြောက်ရတော့မယ်ဒီချက်တုံဖြူတွေရောင်းအောင်လား လာတပိတာကိုငါချက်နှုံးနဲ့လက်ငင်းငွေချစ်စနစ်နဲ့ရောင်းပေးမယ်ဘယ်လိုလဲမဝယ်ဘူးခမ ्या ကအခုမဝယ်ရင်နောက်ဆိုရင်ဒီဈေးနဲ့ရောင်းရဖို့မလွယ်တော့ဘူးနော်ချန်ခမ ्या တော့တေချာပေါက်ဒုက္ခရောက်တော့မယ်ဘာရီလျှောက်ပြောနေတာလဲတို့အိမ်ကချက်တုံဖြူတွေကမကြခင်မှာဈေးတက်တော့မှဥစ္စာကျွန်တော်ရဲ့မြို့ပေါ်ကအရာရှိတူလေးကအခုလေးတင်ဖုံးဆက်ပြောတဲ့နိုင်ငံတော်ကနေချက်တုံဖြူအရန်တူလောင်မှုတွေကိုဈေးကွက်ထဲအမြန်ဆုံးဖြန့်ချတော့မယ်တဲ့အဲ့ဒီအချိန်ကျရင်ချက်တုံဖြူဈေးကပြုတ်ကျသွားတော့မှခမ ्या ရဲ့ကိုတောင်တွေကချက်တုံဖြူတွေကအမိုက်တွေဖြစ်သွားတော့မယ်အရန်တူလောင်မှုဟုတ်လားကျွန်တော်မှတ်မိတဲ့လောက်တော့ဒါမျိုးလုံးဝမရှိပါဘူးရှောင်းချဒီလိုလုပ်ပါခမ ्या ရဲ့ချက်တုံဖြူတွေကိုတစ်ချက်နှုံးနဲ့ကျွန်တော်ကိုအကုန်လုံးရောင်းလိုက်ပါကျွန်တော်ကူညီပြီးတော့အရှုံးကိုကာမိအောင်လုပ်ပေးပါမယ်အနည်းဆုံးတော့အတိုးပေးစရာပတ်စံအချို့ပြန်ရတာပေါ့အရန်တူလောင်ထားတဲ့ချက်တုံဖြူတွေကဒီလောက်အထိမြန်မြန်ဆန်ဆန်ဈေးကွက်ထဲရောက်လာနိုင်စရာမရှိပါဘူးဒီမြေခွေးအိုကြီးကကျွန်တော်စီကနေဈေးပေါ်ပေါ်နဲ့လာပြီးတော့ဝယ်ယူခြင်းလို့လုပ်နေတာပဲယူစီအရန်တူလောင်မှုတွေကိုဈေးကွက်ထဲဖြန့်ချဖို့ဆိုရင်တရားဝင်ထုတ်ပြန်ချက်ရှိရမှာပါခမ ्या တူလေးပြောရုံတင်နဲ့မဟုတ်သေးပါဘူးတရားဝင်ထုတ်ပြန်ချက်ကမကြခင်ထွက်လာတော့မှာပါစောင့်ကြည့်နေလိုက်ပါကောင်းပြီအကယ်၍3ရက်အတွင်းမှာတရားဝင်ထုတ်ပြန်ချက်တကယ်ထွက်လာခဲ့ရင်ကျွန်တော်ရဲ့ချက်တုံဖြူတွေကိုတစ်ချက်နှုံးနဲ့ခမ ्या ကိုအကုန်ပေးမယ်ဒါပေမဲ့3ရက်ကျော်လုံးမှာထုတ်ပြန်ချက်ထွက်မလာခဲ့ရင်တော့ခမ ्या ကတရွာလုံးရဲ့ရှိမှာကျွန်တော်နဲ့ကျွန်တော်မိသားစုကိုတောင်းပန်ရမယ်ချန်ခမ ्या ဖေးကိုအမှန်တိုင်းပြောစမ်းပါတကယ်ပဲတေချာလို့လားအကယ်၍တကယ်လို့များအဲ့ဒီဘက်ကနေထုတ်ပြန်ချက်ထွက်လာခဲ့ရင်တို့မိသားစုတော့ဒုက္ခရောက်ကုန်တော့မယ်အဖေစိတ်ချလက်ချထားလိုက်ပါဒီလူအိုကြီးကတို့တွေကိုလာပြီးတော့ချင်းချောက်နေတာပါတို့တွေလုံးဝစိုးရိမ်စရာမလိုပါဘူးဟောတော့မင်းမျိုးပေါ်ကိုအမြန်သွားပြီးတော့စုံစမ်းစမ်းပါသတင်းတစ်တွေထွက်ပေါ်လာတာမျိုးရှိရင်ငါ့ကိုအမြန်ဆုံးအကြောင်းကြားပါကောင်းပါပြီကျွန်တော်အခုချက်ချင်းသွားလိုက်ပါမယ်ချန်အရင်ဆုံးဒါလေးတောက်လိုက်ပါဦးပြီးခဲ့တဲ့ရက်ပိုင်းတုန်းကခမ ्या လည်းအတော်လေးပင်ပန်းသွားပြီမို့လို့ခဏလောက်နားပါဦးရှောင်းမေးမင်းမကျွန်တော်နဲ့အတူဒုက္ခခံနေရပြီဘလို့ရလက်မျိုးပဲထွက်လာပါစေကျမခမ ्या နဲ့အတူရင်ဆိုင်သွားမှာပါအကယ်၍အကုန်လုံးဆုံးရှုံးသွားခဲ့ရင်လည်းတို့တွေအစကနေပြန်စားကြတာပေါ့ချန်အဆင်ပြေသွားပြီဗျာသတင်းစာထဲမှာရေးထားတာကတော့အရန်တူလောင်ထားတဲ့ချက်တုံဖြူတွေဖြန့်ချမယ်ဆိုတဲ့သတင်းကမဟုတ်ပါဘူးတဲ့အဲ့ဒီအပြင်ကျွမ်းကျင်သူတွေကပြောတာကတော့ဒီနှစ်ယောဂကြာရမှုကပိုပြီးတော့ဆိုးရွားလာနိုင်တာမို့လို့ဈေးတက်ဖို့ကတေချာတလောက်ရှိနေပါပြီတဲ့ယူစီ3ရက်တက်မှတ်ချက်ကပြည့်သွားပြီနော်ခမ ्या ပြောနေတဲ့ထုတ်ပြန်ချက်ကောပဲမှာလဲဒါကအထက်ကနေအစီအစဉ်ပြောင်းလဲသွားတာဖြစ်နိုင်ပါတယ်ပြောင်းလဲတာဟုတ်လားခမ ्या ကသူတစ်ပါးပတ်ဆိုင်ရမှာကိုမလိုလားပဲတမင်တက်နှောက်ရှက်နေတာမဟုတ်လားယူစီခမ ्या ဘာတွေကြံစီနေတာလဲချန်ကိုအတင်းကျပ်လုပ်နေတာမလုံလို့မူလားဟုတ်တယ်ခမ ्या ဒီနေ့တော့တို့တွေကိုတေချာပေါက်ဖြည့်ရှင်းချက်ပေးရမယ်ယူစီတို့တွေလွန်ခဲ့တဲ့3ရက်တုန်းကတရွာလုံးရဲ့ရှေ့မှာသဘောတူညီချက်လုပ်ခဲ့ကြတယ်မဟုတ်လားအခုတော့ခမ ्या ကတိအတိုင်းလှုပ်ဆောင်ရတော့မယ်ကျွန်တော်လဲခမ ्या တို့ကိုစိုးရိမ်လို့ပြောမိတာပါအခုလိုမျိုးနားလည်မှုလွဲသွားအောင်လုပ်မိတာကိုတောင်းပန်ပါတယ်ဟယ်လိုဒါကချန်သေးကြီးရဲ့ဖုန်းလားခမ ्या စီမှာရှိတဲ့ချက်တုံဖြူတွေကိုအကုန်လုံးဝယ်ယူခြင်းလို့ပါခမ ्या လားအားနာပါတယ်အခုလောလောဆယ်ချက်တုံဖြူတွေကိုကျွန်တော်မရောင်းချနိုင်သေးပါဘူးချန်မြန်ထားပါဦးအပြင်မှာကားကြီးတွေအများကြီးရောက်လာတယ်ချန်သေးကြီးခမ ्या ရဲ့ချက်တုံဖြူတွေကိုတပိတ်တာကို9ချက်နှုံးနဲ့ကျွန်တော်ကိုအကုန်လုံးရောင်းပေးပါလားခမ ्या ချန်9ချက်တောင်နဲ့တို့တွေဝယ်ယူတော့ငါထက်စားရင်အဆင်ပြေနေပြီမို့လို့ရောင်းလိုက်ပါတော့လား9ချက်ကနေလုံးပါသေးတယ်အခုဆိုရင်ချက်တုံဖြူရှားပါမှုကအတော်လေးဆိုးရွားနေတာမို့လို့9ချက်အောက်ဆိုရင်တော့လုံးဝမရောက်နိုင်ပါဘူးညီလေးရာတို့တွေကမိတ်ဆွေဟောင်းတွေပဲဥစ္စာ9ချက်ကအရမ်းများလုံးပါတယ်နည်းနည်းလောက်လျှော့ပေးပါဦး9ချက်ဆိုရင်9ချက်ပဲပြကျွန်တော်အကုန်လုံးဝယ်ယူပါမယ်ကျွန်တော်က9ချက်ခွဲပေးပါမယ်ကျွန်တော်ကိုအရင်ဆုံးရောင်းပေးပါအားလုံးပဲငြိမ်လေးနေပေးကြပါဦးချက်တုံဖြူတွေကိုတယောက်တည်းစီမှာပဲပုံအော်ပြီးမယောင်းချနိုင်ပါဘူးဒါကစီကန်းနဲ့မညီညွတ်တဲ့အတွက်ကြောင့်မို့လို့အချို့ကိုခွဲခြားပြီးတော့ရောင်းချပေးပါမယ်ဒါမှသာလူတိုင်းလည်းအဆင်ပြေနိုင်မှာဖြစ်ပါတယ်9ချက်30နှုန်းနဲ့အဆင်ပြေတဲ့သူတွေလာပြီးတော့ဝယ်ယူနိုင်ပါတယ်လက်ငင်းငွေချေစနစ်ဖြစ်တန်ကနေလွှဲတာပဲဖြစ်အဆင်ပြေပါတယ်โอเคချန်သေးကြီးကတော့တကယ်ကိုသဘောကောင်းတာပဲ9ချက်30ဆိုရင်လည်းအဆင်ပြေပါတယ်ကျွန်တော်ကိုအရင်ဆုံးပိတာ9000ရောင်းပေးပါအိုးလူဦးစီလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတော့ချက်တုံဖြူဈေးကပြုတ်ကျတော့မယ်လို့ပြောခဲ့တယ်မဟုတ်လားအခုတော့9ချက်ကျော်အထိဈေးတက်သွားပြီဆိုတော့ခမ ्या လဲလာပြီးတော့အချို့လောက်ဝယ်ယူဦးမလားချက်တုံဖြူတွေကို9ရက်တိုင်အလုပ်သမားတွေနဲ့အတူတိတိကျကျတည်ယူပို့ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့အကုန်လုံးအောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ
ဖေးအမေရှောင်းမေပတ်စံတွေအကုန်လုံးရေတွက်လို့ပြီးသွားပါပြီစုစုပေါင်းဘယ်လောက်ရလဲကျွန်တော်တို့ရဲ့အရင်းနှီးတွေအပြင်ဘဏ်ကနေချေးယူထားတဲ့6သိန်းနဲ့အတိုးတွေကိုပါဖယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့စုစုပေါင်း1.5 သိန်းကျော်အကျိုးမြတ်ရရှိခဲ့ပါတယ်ယူစီ6သိန်း3တောင်းအားလုံးဒီမှာပါခင်ဗျာဒါကယူစီအရင်ရောအတိုးရောစုစုပေါင်း6သိန်း3တောင်းပါကျွန်တော်ပြောခဲ့ဘူးတဲ့အတိုင်းပဲ10လအတွင်းမှာတေချာပေါက်အခြေဆက်နိုင်ခဲ့ပြီမဟုတ်လား6ချမ်းရမင်းတကယ်ကိုတော်ပါတယ်မင်းကတော့တကယ်ကိုစီးပွားရေးပါရမီရှင်ကြီးပဲဗျာရှောင်းမေပြီးခဲ့တဲ့ရက်ပိုင်းကမင်းကိုငါနဲ့အတူဒုက္ခခံခိုင်းမိသွားတယ်အခုတော့မင်းငါကိုလက်ထပ်ဖို့သဘောတူနိုင်ပြီလား6ချမ်းမင်းရဲ့ဒီ3ထပ်တိုက်အိမ်ကြီးကတော့တိုးဝင်ကြားရွာမှာတအိမ်ထဲရှိတဲ့အိမ်ကြီးပဲဟေးတကယ်ကိုခန်းနာထဲဝါလုံးပါတယ်ဒါရီအားလုံးက6ချမ်းရဲ့အမြင်ကျမှုကြောင့်ပါအစကတည်းကငါကသူ့ကိုအထင်ကြီးခဲ့တာဒီကောင်လေးတေချာပေါက်အောင်မြင်မှာကိုငါသိပြီးသားလော့ချမ်းအစတုန်းကတော့မင်းကပဲတမျက်စိကင်ပြီး6ချမ်းကိုလိုက်ရိုက်နေခဲ့တာမဟုတ်လားသွားစမ်းမှာငါကသူ့ကိုစမ်းသက်ကြည့်ုံတင်ပါပဲဥစ္စာကြီးတော့ဒီလမ်းကမိုးရွာပြီဆိုတာနဲ့လုံးဝသွားလို့မရတော့ဘူးရွာသားတွေရဲ့ကားတွေလည်းရှုံးဘက်ထဲမှာတင်ကြံနေကြတာငါပတ်စံဆိုင်ပြီးတော့ရွာလမ်းကိုအကုန်လုံးကွန်ကရစ်လမ်းခင်းပေးပါမယ်ဒါဆိုရင်အားလုံးသွားရလာရတာအဆင်ပြေသွားတာပေါ့6ချမ်းမင်းကတော့တို့ရွာရဲ့တကယ်ကျေးဇူးရှင်ကြီးပါပဲဗျာချမ်းကျောင်းရဲ့စာတင်ခန်းတွေနဲ့အားကစားကွင်းကိုပြုပြင်မှုမှန်ပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ကလေးတွေရဲ့စာတင်ကြားရေးပတ်ဝန်းကျင်ကတော့အများကြီးတိုးတက်ကောင်းမွန်သွားခဲ့ပါပြီကျောင်းအုပ်ကြီးအသိပညာကကံကြမ္မာကိုပြောင်းလဲစေနိုင်တာမို့လို့တို့ရွာကကလေးတွေကိုတော့အစကတည်းကမရှုံးနိုင်စေချင်ပါဘူးဖျားရီဒီလိုမင်္ဂလာပွဲမျိုးမြို့နယ်ဥက္ကဋ္ဌရဲ့မင်္ဂလာပွဲတောင်ဒီလောက်ထိခမ်းနားမှာမဟုတ်ဘူးလာကြပါဒီနေ့တော့အားလုံးပဲဝေါ်လင်းလင်းစားတော့ကြပါနော်6ချမ်းရှောင်းမေကိုမင်းလက်ထဲအပ်လိုက်ပြီဆိုတော့ငါစိတ်အေးရပါပြီဒီနေ့လိုနေထူးနေမြတ်မှာတို့မိသားစုတွေကိုလူတစ်တယောက်ထပ်တိုးလာပြီးငါသား6ချမ်းကလည်းတို့လော်ချမ်းမိသားစုကိုမျက်နှာပွင့်လန်းအောင်လုပ်ပေးနိုင်ခဲ့ပြီးအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ငါတစ်ခွက်လောက်တောက်ပါရစီဦး6ချမ်းဒါရီအားလုံးကအိမ်မက်တစ်ခုလိုပါပဲလာတို့တွေမှာအခုဆိုရင်ပတ်စံတွေလည်းရှိလာပြီးအိမ်အစ်စ်ကြီးလည်းစောင့်နိုင်ခဲ့ပြီဆိုတော့နောက်ဆုံးတော့အေးချမ်းနေထိုင်သွားနိုင်ကြပြီပေါ့ရှောင်းမေစက်တုံဖြူဈေးကအများအားဒီလိုမျိုးဈေးမြင့်နေမှာမဟုတ်ဘူးတို့တွေကစက်တုံဖြူတိုးလောင်ယုံတင်မကပဲပို့ပြီးတော့ရေရှည်ဖြစ်မဲ့အစီအစဉ်တွေကိုပါလှုပ်ဆောင်သွားရမယ်ရွာသားတို့နောင်ကြရင်တို့ရွာကထွက်တဲ့သီးနှံတွေအကုန်လုံးကိုတို့ရဲ့အဝေးတိုင်ကနေအကုန်လုံးတာဝန်ယူပြီးဝယ်ယူပေးသွားပါမယ်ဈေးနှုန်းကိုလည်းတေချာပေါက်အမြင့်ဆုံးနှုန်းနဲ့ပေးသွားမှာပါတကယ်ကိုကောင်းတာပေါ့နောက်ဆိုရင်တကောင်ရအချိန်ကြီးမြို့ပေါ်ဈေးကိုကားမောင်းပြီးသွားစရာမလိုတော့ဘူးပေါ့6ချမ်းမင်းကတော့တို့ရွာအတွက်တကယ်ကိုကောင်းမှုကုသိုလ်တွေအများကြီးလုပ်ပေးနေတာပဲအမေကြီးပြင်ပန်းနေပါပြီဒီရက်ပိုင်းစင်းစရာတွေဘလို့ရှိလဲတို့ရဲ့အဝေးတိုင်းစီးပွားရေးကအနီးနားကရွာပေါင်း10ကျော်ရွာအထိလွှမ်းမိုးထားနိုင်ပြီဆိုတော့အခုဆိုရင်မြို့နယ်ထဲမှာအကြီးဆုံးအဝေးတိုင်းဖြစ်နေပါပြီရန်ပုံငွေလက်ပတ်မှုကလည်းတကယ်ကိုကောင်းမွန်ပါတယ်ဒါကအများကြီးလိုအပ်ပါသေးတယ်ရိုးရာသီးနှံတွေရဲ့အရေးသွေးကအညီမညာဖြစ်နေတတ်တာမို့လို့ပြည်နယ်ဈေးကွက်မှာအဓိကရှင်ပြိုင်နိုင်စွမ်းအားနဲ့တက်တဲ့တို့တွေကအရင်းမြစ်ကနေစပြီးတိတိကျကျကင်တွယ်ရမယ်6ချမ်းကားပေါ်မှာပါလာတာတွေကဘာတွေလဲတကယ်ကိုလှုပ်ဝက်ဆန်းကျဲလွန်းလာကြည်လားဒါကတူဝန်ကြားရွာရဲ့အနာဂတ်ရွှေမြေပဲဖြစ်ပါတယ်6ချမ်းဒါရီအားလုံးကငါစက်တုံဖြူမျိုးစေ့အကောင်းစားတွေကိုဝယ်ယူလာခဲ့တာခုအားလုံးကိုခေါ်ပြီးတော့စက်တုံဖြူမျိုးစေ့တွေကိုအခမဲ့လိုက်ဝေပေးကြရအောင်ရွာသားတို့ဒါကငါရှမ်းတုံးပြည်နယ်ကနေတင်သွင်းလာတဲ့စက်တုံဖြူမျိုးစေ့တွေဖြစ်ပါတယ်ဒီနေ့တော့အားလုံးကိုအခမဲ့လိုက်ဝေပေးသွားမှာပါ6ချမ်းဒီလောက်အထိကောင်းမွန်တဲ့မျိုးစေ့တွေကိုတကယ်ပဲအလကားပေးတာလားဦးလေးချမ်းတို့တွေကရာသီဥတုတစ်ခုတည်းကိုပဲအားကိုးပြီးစိုက်ပျိုးနေလို့မဖြစ်ဘူးပုံမှန်ဝင်ငွေတစ်ခုရရှိစေချင်တယ်ဆိုရင်တော့စံချိန်စံညွှန်းမီတဲ့စိုက်ပျိုးရေးလမ်းစဉ်ကိုတွားကြရမှာဖြစ်ပါတယ်6ချမ်းမင်းရဲ့ဒီစကားတွေကတို့တွေရဲ့ရင်ထဲကိုတကယ်ပဲထိမှန်စေပါတယ်အရင်တုန်းကတော့တယောက်တည်းရုန်းကန်နေရပြီးတစ်နှစ်ပတ်လုံးမောပန်းနေခဲ့ရပေမဲ့ဈေးကောင်းမရခဲ့ဘူးအခုတော့မင်းနဲ့အတူစံချိန်စံညွှန်းမီလမ်းစဉ်ကိုရှောက်လိုက်ရတော့မှဆိုတော့တို့တွေလည်းစီကံအတိုင်းတိတိကျကျစိုက်ပျိုးပြရမှာပေါ့